Hello မင်္ဂလာပါအခုကျွန်တော်ပြမှာတော့ကျွန်တော်တို့ Mozilla ဆိုတဲ့ browser မှာပေါ့နော်ကျွန်တော်တို့ဖွင့်လိုက်နေကြော်ညာတွေဝင်နေဆိုတဲ့ပြဿနာပါဒီနေ့ချင်းတရားချက်ပေါက်မှာမိလိုက်ဘယ်လိုဖြည့်ရှင်းရမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်ဖြည့်ရှင်းပြမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုဖြည့်ရှင်းဖို့ကျွန်တော်တို့ Apros Pass ဆိုတဲ့ဒီ APP တစ်ခုလေးထည့်ပြီးကျွန်တော်တို့ကြော်ညာတွေကြုံမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ browser ကိုဖွင့်လိုက်မယ်ဟုတ်ကဲ့browser ဖွင့်လိုက်ရင်ကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့ထူးနေရာဝင်ရမှာဖြစ်ပါတယ်ထူးနေရာအပေါ်မှာဘာတန်းတစ်ခုလိုပါတယ်အဲ့ဒီ menu ဘာတန်းတစ်ခုပေါ်ကိုဒီအပေါ်ကအတန်းလေးမှာ bracket ထောက်ပြီးတော့ကျွန်တော်တို့မှာ menu ဘာကိုယူလိုက်မယ်ယူလိုက်ပြန်ကျွန်တော်ဒီ2နေရာဝင်လိုက်မယ်ဒီနေရာအပေါ်ဆုံးဘာတန်းဒီ2နေရာဝင်လိုက်မယ်ပြီးရတဲ့ကျွန်တော်ဒီ S on နေရာကိုတွားလိုက်မယ် S on နေရာတွားနေအပေါ်ဆုံးက GT S on နေရာလေးနှိပ်လိုက်မယ်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာဒီမျိုးကွက်ပေါ်လာမယ်ပေါ်လာရင်ကျွန်တော်ဒီမှာရေးထည့်ရမယ်เนี่ยဒီနေရာမှာဗာရေးထည့်ရမယ်ဆိုတော့ Apros Pass ဆိုကျွန်တော်ရေးထည့်မယ် Apros PNGS ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ဒီ Apros Pass ရေးထည့်ပြန်ကျွန်တော်အနာခောက်လိုက်မယ်အနာခောက်လိုက်မယ်အနာခောက်လိုက်ရင်ကျွန်တော်တို့ဒီမျိုးပေါ်လာမယ်ဒီအပေါ်ဆုံးကမနော် Apros Pass ကိုကျွန်တော်တို့ဒီ APP လေးကိုကျွန်တော်တို့ထည့်ပြီးကျွန်တော်ကြုံညာကြီးကြုံမှာဖြစ်ပါတယ်ကြောင့်ကျွန်တော် install လုပ်လိုက်မယ်နားဆောင်လိုက်ဟုတ်ကဲ့ဒီလိုမျိုးပြီးသွားတယ်ကျွန်တော်တို့ဒီအောက်က EHT EN နဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီဟာဆိုရင်ကျွန်တော်တို့ SO ဝင်လာပြီးသွားပြီပေါ့နော်အကယ်၍ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး install လုပ်ပြီးတော့ဒီနေရာလေးမှာ sorry ဟုတ်ကဲ့ဒီနေရာလေးမှာဒီလိုမျိုးမှိန်နေပေါ့နော်ဒီနေရာလေးမှာဒီမျိုးမှိန်နေဆိုရင်ကျွန်တော်တို့ထည့်တာမပြီးစုံနေပါဘူးအဲကြောင့်မို့ဒီနေရာလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြန်ဒီမြားလေးညောင်ဖြုတ်ပြလိုက်မှာပေါ့နော်မြားလေးတွေကိုဖြုတ်ပြလိုက်မယ်ဟုတ်ကဲ့ဒီမျိုးအရောင်တောက်သွားပြီဆိုတာကျွန်တော်တို့ APP ထည့်တာအဆင်ပြေသွားပြီနော်ဒါဆိုရင်ကျွန်တော်တို့ကြော်ညာတွေမဝင်တော့ပါဘူးပြီးတော့နောက်တစ်ခုကျွန်တော်တစ်ခုပြောပြမှာကျွန်တော်တို့ဒီ browser တွေအများကြီးရှိပါတယ်တိပိသားဆရာတွေကတော့ကြော်သွားလိုက်ပါဒီပြဿနာကိုလည်းပေါ့နော်နောက် browser တွေအများကြီးရှိတဲ့မှာကျွန်တော်အခုကျွန်တော်အများတန်းသုံးတဲ့ browser တွေတစ်ခုကျွန်တော်ကြော်ညာပြမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီ browser လေးပါပဲပြောတော့ဒီ browser ပါ MAHTHON နဲ့စတဲ့ browser တွေတစ်ခုပေါ့နော်ဒီ browser ဘာကြီးကောင်းလဲဆိုတော့ကျွန်တော်တို့ဒီမှာတွေ့ screen မျက်နှာပြင်စဝင်လိုက်ချင်းကျွန်တော်လိုချင်တဲ့ဟာတွေပေါ့နော် YouTube တို့ Facebook တို့ဘာလို့အများနဲ့ကိုခဲ့တို့ဘာမှရေးတဲ့ကြမ်းလို့ပဲတောင်းဝင်လာရုံပါပဲဥပမာကျွန်တော်တို့မှာ YouTube ဝင်ပေါ့နော်ဒီနေရာမှာဝင်လာရုံပါပဲဟုတ်ကဲ့အဲ့မှာကျွန်တော် Facebook ဝင်မယ် Facebook လည်းဒီနေရာမှာတောင်းဝင်လာရုံဟုတ်ကဲ့ကိုခဲ့ဝင်မှာကိုခဲ့မှာချီကြတော့ပြီးတော့ဒီ2ရက်ထူကြတဲ့ဘာလဲဆိုတော့ကျွန်တော် screen ကိုကျွန်တော်တို့ camera သဘောမျိုးပေါ့နော်ဟုတ်ကဲ့လူမျိုးလေးရတယ်လို့ဒီနေ့ချက်ချက်ရတယ်လို့ပြီးတော့ဒီတန်ကြီးရကလီယာလည်းပါပြီးသားပါပြီးရင်ကျွန်တော်တို့ညအဖြစ်နေ့ဖြစ်ပေါ့နော်အမဲနဲ့ဖြူနဲ့သုံးလို့ရမှာဖြစ်ပါတယ်ပြီးရထူခြားချက်ကဘာထူခြားချက်ရှိလဲဆိုတော့ကျွန်တော်တို့ဥပမာပေါ့နော် Facebook ကိုဝင်လိုက်ရှုပ်သက်တွေမှာကျွန်တော်တို့နည်းနည်းတောင်းလို့မနေကြမရှိတဲ့ set တွေရှိပါတယ်အဲ့လိုမျိုး set တွေမရှိတဲ့ set တွေကြတော့ကျွန်တော်ဒီ browser လေးတောင်းတာအဆင်ပြေတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ download ကဒါလည်း auto ပါပြီးသားမျိုးဥပမာပေါ့နော်ကျွန်တော်တခုပြမယ်ပေါ့ Facebook ပဲဥပမာပေါ့နော်ဒီမှာ Facebook ကိုကျွန်တော်ဒီလိုကြည့်လိုက်ရင်ဒီမှာသူ့ရဲ့ auto download ပါပြီးသားပါဒါကျွန်တော်တို့ idea မရှိတဲ့လူတွေနော်နည်းနည်းတောင်းလို့မကြမရှိတဲ့လူတွေအတွက်လည်းဒီ browser နဲ့အဆင်ပြေပါတယ်
အားလုံးကျေးဇူးတင်ပါတယ်ဒီ browser ကိုလိုချင်တယ်ဆိုရင်လည်းအောက်မှာကျွန်တော်ချပေးပါမယ်အောက်မှာဝင်ဒါအောင်မျိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်